တဲ့ဒါဒီမှာကင်တိုလေးတသိန်းခွဲတဲ့ဈေးနှုန်းကအဝါရောင်လေးလိုချင်ရတယ်အနက်ရောင်လေးလိုချင်လည်းရတယ်တသိန်းခွဲတယ်အသွားလက်မ20အယူကတော့ဒီမှာ8လက်မပေါ့နော်8လက်မတသိန်းခွဲဈေးနှုန်းကတော့ချင်းတို့ဓမ္မတွေပါလေလိုချင်လည်းရတယ်ချင်းတို့ဓမ္မတွေပါလေလိုချင်လည်းရတယ်အနည်းဆုံး10ချောင်းလောက်တော့ယူပြီးပေါ့ဗျာဟိုဘာလို့10ချောင်းယူခန်းရတာလဲဆိုတော့ကျွန်တော်များများရောင်းအောင်လို့ပေါ့နော်လာရစားတာက9ချောင်းလောက်ယူရပါတယ်ချင်းတို့ဓမ္မလေးအမခံပါတယ်ဒါတစ်ခုခုဖြစ်သွားလို့ရှိရင်တို့ရင်လဲရင်မဟုတ်ဘူးပေါ့ဗျာတစ်ခုခုဖြစ်သွားလို့ကြောင်ကတော့ဖင်ပေါက်ကြီးပါသွားတယ်တစ်ခုခုဖြစ်သွားလို့ရှင်ပြန်လဲပေးပါတယ်မင်းနေဆိုင်ပါကျော်ဝယ်ရောက်ရင်လည်းဝင်ခဲ့လို့ရပါတယ်ခင်ဗျာဒါပါပဲတယ်ပါလေးလည်းရှိအဆက်တယ်ပါလေးကိုယ်နယ်သုံးလေးပေါ့ဗျာဘယ်လိုပြောရမလဲပေါ့ဗျာကြမြောင်လေးတွေပေါ့ဗျာဒီမှာဗျာအိတ်ဆောင်လေးတွေဗျာတော်ပြီရမ်းတယ်ကြည့်လိုက်ဒီလိုလေးပေါ့ဗျာကျော်သွားရင်နော်ဒီလိုလေးတွေပေါ့ဗျာဒါလေးကတော့3000ခွဲပါခင်ဗျာလိုင်းမတင်ပြီးပါဘူးခင်ဗျာလက်ဆောင်ထည့်ပြရပါခင်ဗျာဒါလေးလက်ဆောင်ထည့်ပေးပါတယ်ခင်ဗျာဒါအကြီးတွေဝယ်လို့ရှိရင်ခင်ဗျာဒါလေးလိုချင်လို့ရှိရင်တော့အနည်းဆုံး3000မှာပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာလောက်လေးကွာလေးတွေရောခင်ဗျာကျေးဇူးတင်ပါတယ်များနေခင်ဗျာမပြီး